မီနာတိုရဲ့ရီဘာတက်စီတုံးခဲ့ခြင်းနဲ့နောက်ွယ်ကလှုပ်ဝက်ချက်နာအူရိုဇလန်ရဲ့အစမှာကိုနိုဟာရွာကြီးပျက်စီးလူနီးပါးဖြစ်အောင်တောင်းညံခဲ့တယ်ကိုမီကို၄ယောက်မြောက်ဟိုကမီနာတိုကတားဆီးခဲ့တာကိုလူတိုင်းမှတ်မိကြမယ်ထင်ပါတယ်ဒါပေမဲ့သင်တို့တေချာစဉ်းစားကြည့်ဘူးလားအစွမ်းတက်ပါရဲ့ဆိုတဲ့မီနာတိုကဘာလို့ကိုရီဘာတက်စီတုံးပြီးအသေးခံတဲ့လမ်းကိုရွေးခဲ့တာလဲပိုပြီးထူးဆန်းတာကကိုမီစွမ်းအားအကုန်လုံးကိုသေမင်းဖိုက်တဲ့ဆွဲသွင်းပြီးဖြက်စီးပစ်လိုက်လို့ရရဲ့သားနဲ့ဒါမှမဟုတ်နာအူရိုခန္ဓာကိုယ်ရဲကိုတခါတည်းအကုန်ထိလိုက်လို့ရရဲ့သားနဲ့ဘာလို့တဝက်စီခွဲပစ်ခဲ့တာလဲသိလားတကယ်တော့ဒါဟာကျွန်တော်တို့ထင်တယ်လို့ရွာကိုကာဝယ်ဖို့တတ်တယ်မဟုတ်ပဲပါရမီရှင်မီနာတိုရဲ့အံ့ဩစရာကောင်းပြီးအကွက်ကြော်မြင်ခဲ့တဲ့နိုင်ငံရေးနဲ့စစ်ဗျူဟာတွက်ကိန်းကြီးဖြစ်နေလို့ပါပဲကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာအူရိုစီးပြီးတဲ့ကစိတ်ဝင်စားကြအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကြောင်းဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့ဦးဗျဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်နံပါတ်1သေဆုံးနိုင်တဲ့အန်ရဲ့ပထမဆုံးအချက်အနေနဲ့ဘာလို့နာအူရိုကိုကိုမီစွမ်းကုန်မထည့်ခဲ့ရလဲဆိုတဲ့အချက်ကိုအရင်ကြည့်ရအောင်ကိုမီခူရာမဆိုတာတာမန်တေးဘစ်တကောင်မဟုတ်ပါဘူးတေးဘစ်တွေအားလုံးထဲမှာချာကရာအများဆုံးနဲ့အစွမ်းထက်ဆုံးတားရဲကြီးဖြစ်ပါတယ်အဲ့ဒီအချိန်မှာနာအူရိုကမွေးကင်းစကလေးရွယ်ပဲရှိသေးရကြောင်းနုနယ်လုံးနဲ့ကလေးတယောက်ရဲ့ချာကရာသွေးကြောမြင်တွေကကိုမီရဲ့ယာနှုံးပြည့်အလွန်ကြီးမားတဲ့ချာကရာကိုတခါတည်းလက်ခံနိုင်ဖို့ကအလွန်ခက်ခဲပါတယ်အကယ်၍ခူရာမရဲ့ချာကရာအကုန်သာနာအူရိုရဲ့မွေးကင်းစခန္ဓာကိုယ်ရဲ့ရောက်သွားခဲ့မယ်ဆိုရင်တော့သိဆုံးသွားနိုင်တာဖြစ်ပါတယ်နံပါတ်2ရင်ရန် balance နဲ့တတ်လို့မရတဲ့စွမ်းအင်ဒါကြောင့်ညံကြီးရှင်မီနာတိုကကိုမီရဲ့စွမ်းအားကိုရင်ရန်ဆိုပြီးနှစ်ပိုင်းခွဲပစ်လိုက်ပါတယ်နာအူရိုရဲ့ကိုခန္ဓာပိုင်းဆိုင်ရာခန္ဓာရည်ရှိအောင်ရန်အလင်းစွမ်းအားကိုပဲနာအူရိုခန္ဓာကိုယ်ရဲ့ကိုထည့်သွင်းပေးခဲ့တာပါဒါဆိုကြံတဲ့ရင်အမောင်စွမ်းအားကိုကြတော့မီနာတိုကဘာလို့သေမင်းနဲ့အတူယူသွားခဲ့တာလဲသူကိုယ်တိုင်ကိုမီစွမ်းကုန်ယူသွားပြီးဖြက်စီးပစ်လိုက်လို့မရဘူးလားလို့တွေးမိကြမှာပါဒါပေမဲ့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုမီဆိုတာတက်ပစ်လို့မရတဲ့တဘာဝစွမ်းအင်ဖြစ်ပြီးအကယ်၍မီနာတိုကကိုမီစွမ်းအားအကုန်လုံးယူသွားရင်တော့နှစ်နှဲငယ်ကြာတဲ့အခါကဘာတနေရမှာကိုမီကောင်ကြီးအဖြစ်ပြန်လဲမွေးဖွားလာမှာဖြစ်ပါတယ်ဒါကြောင့်ပဲမီနာတိုကအလဟတ်တမဖြစ်အောင်အမောင်စွမ်းအားကိုပဲသိမင်းပိုက်တဲ့ဆွဲသွင်းခဲ့တာဖြစ်ပါတယ်နံပါတ်3မီနာတိုဖန်တီးခဲ့တဲ့စနစ်ဒီနေရာမှာမီနာတိုရဲ့ပါရမီကပိုပြီးထင်ရှားလာပါတယ်မီနာတိုကကိုမီအစွမ်းကိုနာအူရိုရဲ့ထည့်ရုံနဲ့မဟုတ်ပဲသူသုံးသွားခဲ့တဲ့အဲ့ဒီ triangle C ကတကယ်ကိုအံ့ဩစရာကောင်းပါတယ်ဒီစီးကကိုမီရဲ့ chakra တွေကိုအထဲမှာပဲပိတ်လောင်ထားတာမဟုတ်ပဲနည်းနည်းချင်းလီယိုစိမ့်ထွက်လာအောင်စီလင်ထားခဲ့တာပါအဲ့ဒီလိုယိုစိမ့်ထွက်လာတဲ့ကိုမီ chakra တွေကနာအူရိုရဲ့ကိုယ်ပိုင် chakra တွေနဲ့တဖြည်းဖြည်းချင်းရောနှောသွားပြီးနာအူရိုကြီးပြင်းလာတာနဲ့အမျှကိုမီစွမ်းအားကိုတဘာဝတိုင်းထိန်းချုပ်တက်လာအောင်လုပ်ပေးခဲ့တာဖြစ်လို့စာရေးဆရာကီရှီမိုတိုကစနစ်တကျအကွက်ချထားခဲ့တဲ့နည်းပညာတစ်ခုပါပဲဒါအပြင်မီနာတိုဟာသူ့ချာကရာအစိပ်ပိုင်းတစ်ခုကိုစီးထဲမှာထည့်သွင်းထားခဲ့ပါသေးတယ်။ဒါကြောင့်ပိန်းတဲ့အခန်းမှာနာအူရိုဟာစီးပြက်ခဏီအခြေအနေရောက်သွားတဲ့အချိန်မီနာတိုရဲ့ချာကရာပေါ်လာပြီးတားဖြစ်သူကိုကူညီနိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်4အကွက်ကြော်မြင်ခဲ့တဲ့နိုင်ငံရေးကစားကွက်ဒီလောက်အထိအကွက်ချခဲ့တဲ့မီနာတိုရဲ့တကယ်ရည်ရွယ်ချက်ကဘာလဲ။ဒါဟာကိုနိုဟာရွာအတွက်စစ်ဗျူဟာမြောက်တဲ့တွက်ချက်မှုပါ။ကိုမီဆိုတာကိုနိုဟာရွာရဲ့အဓိကလက်နက်တစ်ခုဖြစ်ပြီးအကယ်၍မီနာတိုကကိုမီစွမ်းအားကိုရွာမှာချမှတ်ထားခဲ့ရင်မီနာတိုလည်းမရှိကိုမီလည်းမရှိတော့တဲ့ကိုနိုဟာရွာဟာစစ်ရေးအင်အားကအားနည်းသွားနိုင်တာကြောင့်အခြားရန်သူနေကြရွာကြီးတွေကခွင်ကောင်းယူပြီးတိုက်ခိုက်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းမီနာတိုဟာအိုဘီတိုရဲ့အန်ရယ်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်ပြီးအိုဘီတိုကနောက်တစ်ချိန်မှာရွာအတွက်ကြီးမားတဲ့ချင်းချောက်မှုဖြစ်လာမယ်ဆိုတာကိုမီနာတိုကနားလည်ခဲ့ပါတယ်။ဒါကြောင့်ခူရာမရဲ့စွမ်းအားကိုနာအူရိုစီအနိုင်ခဲ့တာဟာရွာကိုကာဝယ်ဖို့တတ်မဟုတ်ပါဘူး။ဒီနေ့မှာနာအူရိုကဒီစွမ်းအားကိုထိန်းချုပ်ပြီးအနာဂတ်ကအန်ရယ်တွေကိုရင်ဆိုင်နိုင်မယ်လို့ယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ပဲမီနာတိုရဲ့ဆုံးဖြတ်ချက်ဟာစွန့်စားမှုတစ်ခုဖြစ်ပြီးအတိတ်ပဲရှိလှုပ်သွားခဲ့တာပဲဖြစ်ပါတယ်။သူဟာတားပြစ်သူကိုယုံကြည်ခဲ့တယ်။ပြီးတော့အနာဂတ်ကိုလည်းယုံကြည်ခဲ့တယ်။နာအူရိုခန္ဓာကိုယ်ရဲ့ကိုခူရာမရဲ့စွမ်းအားထည့်သွင်းပေးခဲ့တာဟာသူ့ဘဝရဲ့နောက်ဆုံးစွန့်စားမှုဖြစ်တယ်လို့အကြီးမားဆုံးမျှော်လင့်ချက်လည်းဖြစ်ခဲ့ပါတယ်။ကဲဒါဆိုရင်သင်တို့ရဲ့အမြင်ကို comment မှာရေးပေးခဲ့ပါဦး။နာအူရိုစီးပြီးတဲ့ကအသင်အကြိုက်ဆုံးကာဗီတာတွေရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ See you ပါ။